안녕하세요 여러분, 제야로 Like Korean가 제이진 피바레 디니마 여러분이 녹색대 가마 어떤 글자를 안녕하세요 안녕 노래 받아대 꽤다 사나살리로 신기하게 남아 피바레 뭐너 그래서 저도 지자야 뭐너 알아 안녕하세요 가자로 포태 때지대도 아비로시 꼬네 미시니에도မတိတဲ့သူတွေကို 녹색대 가면만 소니 제이와 동네 뭐너 우마 소리신 안녕하세요 제 이름은 한효진입니다. 안녕하세요. 저는 저의 이름이 한효진ဖြစ်ပါတယ် လူမျိုးလေးသုံးနေပေါ့နော်နောက်တစ်ခုကတော့အညောင်သူကကြတော့ကိုနဲ့အသက်တူရွယ်တူနောက်ပြီးလို့ရှိရင်ကိုနဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးကိုနဲ့ရင်းနှီးတဲ့သူကိုရဲ့တငယ်ချင်းလိုမျိုးကိုနှုတ်ဆက်တဲ့အခါမျိုးမှာသုံးနေပေါ့နော်သူကကြတော့ပေါ့ပေါ့ပါလေးသုံးလို့ရတဲ့ပုံစံလေးပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်အညောင်잘 지냈어အဲ့လိုရှိရင်အညောင်ပေါ့နော်စင်ပြေလေးရှိရလားဒီကောင်းရလားအဲ့ဒါမျိုးမေးတာပေါ့နော်နောက်တစ်ခုအညောင်ဘယ်လိုထပ်သုံးလို့ရတယ်လဲဆိုလို့ရှိရင်ခြေတို့ဥပမာလမ်းခွဲတဲ့အခါနှုတ်ဆက်ကြတယ်မလားဘိုင်ဘိုင်စက်တာအစရှိဖြစ်နေနော်အဲ့ဒီခါကြလို့ရှိရင်ခြေတို့ကအညောင်ကိုသုံးပြီးတော့လည်းပြောလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အညောင်잘 가အဲ့လိုရှိရင်ဘိုင်ဘိုင်တောင်းတောင်းသွားပါဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီနေ့ဒီချယ်ဗီဒီယိုမှာရှင်းပြပေးသွားတယ်အညောင်ဆယ်ရောနဲ့အညောင်ဆိုတဲ့ကွဲပြားခြားနားချက်လေးကိုနားလည်သဘောပေါက်နေလို့ညွှန်မဲ့ပါတယ်ပေါ့နော်နောက်ဆိုလို့ရှိရင်여러분နောက်ထပ်ဗီဒီယိုဒီမှာလည်းပြန်လည်ဆိုပြကြပါမယ်အညောင်